ပေါင်း20ကျော်သွားပြီပေါ့ကျွန်တော်မောင်ထားရဲ့အနုပညာအလုပ်တွေနဲ့လက်တွဲခဲ့တဲ့ KB ဆရာကြီးဦးညိုအသက်က84နှစ်ကျွန်တော်ရဲ့ပြဿနာအတွက်ရေးပေးခဲ့တော့ဒီသချင်းတစ်ပုဒ်ပါဒီဆိုသူကထရမ်ပက်ကိုလေးနိုင်ရ KB ဆရာက KB မောင်တန်းလွယ်လေပြင်းနေလေလို့ပြင်းနေလို့ရောက်လာွယ်မိုးပြေးလေလို့ခဏလေးပဲဝေးသွားစီတယ်ခဏလေးပဲဝေးသွားမှာဆိုတယ်ရှေးလိုက်လေလို့ကိုရင်တွေခုံနေတယ်လေပြင်းလေလို့ပြင်းနေလို့ရောက်လာမလားကွယ်မိုးပြေးလေလို့ခဏလေးပဲဝေးသွားစီတယ်ခဏလေးပဲဝေးသွားမှာဆိုညောင်းလေးမရှိပဲမဲ့တုံ့ပြန်မဲ့ဒီကြောင့်ွယ်ပြန်လို့ညမရှိပဲမဲ့ရိုက်ခတ်တဲ့လေကြောင့်ွယ်ကြုံဆောင်လာတဲ့ဘဝနဲ့ရင်မြင်ဝဲမပိုင်ဆိုင်ရမှသိထားတော့လေကိုရင်တဲ့ကပန်းဝင်ခင်ရညနိုးလာကလည်းလို့ကိုဟာပန်းမပန်းနိုင်ပါကိုဟာပန်းမပန်းနိုင်ပါကိုဟာပန်းမပန်းနိုင်ပါဒီသချင်းတွေနဲ့ဒီဂီတဆရာတွေဒီဆရာတွေပြန်တွေ့ရတော့အတိတ်ကဖြတ်သွားခဲ့ရတယ်အနုပညာအလုပ်တွေအတိတ်တွေပြန်နေပေါ့ဗျာရေမလေးတပုတ်ကိုရွေးထုတ်လို့ကိုဒီဆုံးမယ်ရေလိုက်လေလို့ကိုရင်တွေခုန်နေတယ်လေပြေညံလေလို့ပြင်းနေလို့ရောက်လာွယ်မိုးပြေးလေလို့ခဏလေးပဲဝေးသွားစီတယ်ခဏလေးပဲဝေးသွားမှာဆိုမျောလေးမြဲမရှိပဲမဲ့တုံ့ပြန်မဲ့ပြေချောင်းွယ်ပြန်လို့နေမရှိပဲမဲ့ရိုက်ခတ်တဲ့လေပြေချောင်းွယ်ကြုံဆောင်လာတဲ့ဘဝနဲ့ရင်မြင်ဝဲအပိုင်ဆိုင်ရမှန်းသိထားတော့လေကိုရင်တဲ့ကပန်းဝင်လို့ညနိုးလာကလည်းလို့ကိုဟာပန်းမပန်းတိုင်းပါကိုဟာပန်းမပန်းတိုင်းပါကိုဟာပန်းမပန်းတိုင်းပါဆရာ KB ဆရာကြီးဦးညိုဖြစ်ပါတယ်